နော် UK ကိုဘယ်လိုပတ်ဝေးနေနဲ့ရောက်လာတာလဲ Mental Wallအဲ့တော့ကျွန်တော်ကတော့ UK မှာgraduate ဖြစ်သွားပြီပေါ့နော်ကျွန်တော် bachelor degree ပြီးပါပြီအဲ့တော့ပြောရမယ်ဆိုရင်အားလုံးလည်းသိပြီးကြတဲ့အတိုင်းပဲအခုကဒီ US ကလည်း visa တွေပါတယ်အကုန်လုံးကိုလုံးဝပိတ်လိုက်ပြီဆိုတော့လူတွေတော်တော်များများကဒီ UK ဘက်ကိုပို့ပြီးတော့စဉ်းစားလာကြမယ်လို့ကျွန်တော်လည်းထင်တယ်သိကြတဲ့အတိုင်းပဲမြန်မာမှာinternational ဒီ university international college တွေကတပုံကြီးပဲအဲ့တော့တပုံကြီးပဲဆိုတော့ကျွန်တော်ကအဲ့လိုဂျင်းနေမိမာတို့မသေးကြမှာတို့အဲ့ဒါမျိုးကျွန်တော်စိုးရိမ်နေစိုးရိမ်တာဖြစ်တော့ကျွန်တော်တေးချာချာလေး detail ပေါ့နော်လိုက်ပြီးတော့ကြည့်တယ်အဲ့ဒီအချိန်မှာကျွန်တော်ပထမဆုံးတွေ့တာဘာလဲဆိုတော့ Pearson ကအတိမတ်ပြုထားတဲ့ H&D ပတ်ဝေးပေါ့နော် H&D 2နှစ်တက်မယ်ဥပမာကိုက10တန်းပြီးကစားတို့သိရမလားဒါသို့မဟုတ်10တန်းမပြီးထားတဲ့သူတွေဆိုလို့ရှိရင် foundation တက်မယ်ပြီး H&D 2နှစ်တက်မယ်ပြီးသွားလို့ရှိရင် bachelor top up ကို UK မှာလာတက်လို့ရတယ်စချင်းမှာကျွန်တော်ဒီ H&D ပတ်ဝေးဖြစ်တဲ့အကြောင်းတစ်ကြောင်းကိုကျွန်တော်ကတက်နေတာကျွန်တော်တို့ပြောပြရဲကျွန်တော်က government university မှာ4 year အထိရောက်နေပြီအဲ့တော့ကျွန်တော်ကဘယ်လိုအတန်းတွေကို skip လို့ရအောင်လဲပေါ့တိုးပေမဲ့သူတို့ကကျွန်တော် skip ခွင့်မပေးဘူးfoundation တက်ရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်H&D 2နှစ်တက်ကမယ်ပေါ့နော်ပြီးရင်တော့ bachelor ကိုကြိုက်တဲ့နိုင်ငံမှာသွားတက်လို့ရတယ်လို့သူတို့ကပြောတယ်အဲ့တော့ကျွန်တော်ကပထမကျွန်တော်အဲ့မှာ foundation တက်နေပြီးတော့ foundation ပထမ3လပြီးသွားတဲ့အခါမှာကျတော့ကျွန်တော်ဘယ်လိုပြောမလဲအချိန်နဲ့အဲ့လောက်ကြီးကျွန်တော် waste မလုပ်ချင်တော့ဘူးအဲ့ကျွန်တော်ရဲ့တငယ်ချင်းတစ်ယောက်ကဒီ British University College နဲ့ကျွန်တော်မိတ်ဆက်ပေးတယ်အခုတော့ British United College ပေါ့နော်သူ့ရဲ့ပတ်ဝေးကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါမှာကျတော့ကျွန်တော် Government University မှာကျွန်တော်4 year အထိရောက်ပြီးထားတာဖြစ်တဲ့အတွက်ကျွန်တော် foundation မလိုတော့ဘူးနောက်ပြီးတော့သူ့ရဲ့ပတ်ဝေးကကျတော့ HD ပတ်ဝေးပေါ့နော် Higher Diploma ပတ်ဝေးသူတို့ကဒီစင်ကာပူ TMC ကနေပြီးတော့သူတို့ယူထားတာပေါ့ဒီပတ်ဝေးမှာဆိုလို့ရှိရင်ကျွန်တော်ကတစ်နှစ်တက်လိုက်တာနဲ့ကျွန်တော် HD ပြီးသွားပြီ HD ပြီးတာနဲ့ UK မှာပေါ့နော် Bachelor Top Up လာတက်လို့ရပြီအဲ့တော့ကျွန်တော်အဲ့ဒီလမ်းကြောင်းကိုကျွန်တော်ပြောင်းလိုက်တယ်ဟုတ်အဲ့ဒါနဲ့ပဲကျွန်တော် BUC မှာ HD တစ်နှစ်ကိုတက်လိုက်တယ်အဲ့တော့ကျွန်တော် BUC အကြောင်းလေးကိုနည်းနည်းလေးအချင်းချင်းပြောပြမယ်ဘာလို့လဲဆိုတော့ဒါ BUC ကြော်ညာမဟုတ်ဘူးလေနော် BUC မှာကျွန်တော်တိတ်ပြီးတော့မကြိုက်တဲ့အချက်လေးတွေကိုနည်းနည်းလေးမြန်မြန်လေးပြောပြမယ်သူတို့ကဒီ student activities အရင်နေတယ်ပြီးတော့ပွဲတွေပါလုပ်ပေးတာမျိုးနေတယ်ကျွန်တော်ဆိုမှတ်မရဆိုရင်ကျွန်တော်ကြောက်တဲ့တုန်းကဆိုလို့ရှိရင် Christmas ပွဲရှိမယ်တကြံပွဲရှိမယ်ပေါ့နော်အဲ့တော့ပွဲတွေပါနေတယ်ပေါ့နော်ဒါပေမဲ့ BUC မှာကျွန်တော်ကြိုက်တဲ့အချက်တွေကအများကြီးရှိတယ်တစ်ချက်ဗျာ higher diploma ကိုတစ်နှစ်တည်းပြီးရုံနဲ့ဒီဘက်မှာ top up ကလာ join လို့ရတယ်ကျွန်တော်ဒါ H&D ပတ်ဝေးကိုကျွေးမယ်ဆိုကျွန်တော်အမှ2နှစ်အချိန်ကကုန်သွားအောင်ပါပေါ့နော်အဲ့တော့မေးစရာရှိတယ်တစ်နှစ်ထဲနဲ့ပြီးတော့ qualify ဖြစ်ရလားဒါပေမဲ့ BUC မှာကသူကတစ်ပတ်မှာ9ရက်ဆိုရင်9ရက်လုံးဒီပါတက်ရတဲ့ module တွေကများတယ်တချို့ module တွေဘာတွေမှာဒါလျင်3ရက်တို့4ရက်တို့ဖြစ်သွားတာမျိုးပေါ့နော်ပြီးတော့သူ့ရဲ့ TMC ရဲ့ဒီ course ကအရန်မိုက်တယ်အဲ့ဒီ BUC မှာ HD တစ်နှစ်တက်ပြီးသွားရင်ကိုကလေ business တစ်ခုတောင်စလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ module တွေနဲ့ချိန်ပြီးကျွန်တော်ပြောပြမယ်။အဲ့တော့ introduction to management ဟာလာဒီ business တစ်ခုဘယ်လို manage လုပ်ကြမလဲဆိုတော့သူကသင်တယ်။ပြီးတော့ရင် marketing, international marketing, ပြီးတော့ strategy, accounting, finance, human resource, organizational behavior အဲ့ဒါတွေအကုန်လုံးကဒါကျွန်တော်မှတ်မိသလောက်ပြောပြရဗျာ။အဲ့ဒါတွေအကုန်လုံးအမှ cover ဖြစ်သွား။ပြီးတော့ကျွန်တော် BUC မှာအကြိုက်တဲ့ကအကြိုက်ဆုံးကဘာလဲဆိုတော့ဆရာတွေပဲဘာဖြစ်လို့လဲဆိုတော့ဆရာတွေတီးချာချာစိတ်ရှည်လက်ရှိသင်မိရဗျာ teaching quality အရန်ကောင်းတယ်ဆရာတယောက်ချင်းစီတိုင်းမှာဗျာဒီလားသူတို့ရဲ့ပညာတွေကိုသူတို့မရှို့ထားဘူးပြောပြရဲသူ့ရဲ့သင်ခန်းစာဒီလိုရှိရယ်လက်တွေ့နဲ့ဘယ်လိုချိတ်ဆက်မလဲဒီဟာတွေကိုအကုန်လုံးသူတို့က detail တေချာသင်ပေးတယ်ကျွန်တော်ကတကယ် BUC ဆရာတွေတော်တော်ကြီးကိုကြိုက်အဲ့တော့နောက်တစ်ခုကကျတော့ BUC မှာတက်ချင်းအားဖြင့်ကျွန်တော်က IE ရဲ့ DS ကိုဖြည့်စရာမလိုတော့ဘူးဆိုတာ BUC မှာသူနဲ့ချိတ်ဆက်ထားတဲ့အကြောင်းတွေရှိရဗျာကျွန်တော်သိသလောက်ဆိုရင် University of Sunderland ပေါ့အဲ့တော့သူ့မှာ BUC မှာကဗျာ6လ English program ရှိတယ်အဲ့6လ English program ပြီးရင် IELTS ကိုသွားပြီးတော့ဖြည့်စရာမလိုတော့ဘူးအဲ့လိုနဲ့ပဲကျွန်တော်က BUC မှာ Bachelor ရပြီးတော့ UK ဘက်ကို join ခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဖြတ်တန်းလာတဲ့ကျွန်တော်ရဲ့ပတ်ဝေးချင်းချုပ်လေးပါအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီ UK ဘက်ကိုလာဖို့အတွက်ဆိုရင်ဘာတွေလိုအပ်လဲဆိုတဲ့ topic တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တကယ်လို့ YouTube ကနေကြည့်နေတာဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်